ဖြစ်ကုန်လည်းမသိကျွန်တော်စော့မရတော့ဘူး VPN ခံလဲဘယ် VPN မှလည်းမရဘူးအဲ့တော့ဘယ်လိုလဲကျွန်တော်ပြောရမှာဘယ် VPN လေးရမှာပို့လို့ဆော့လို့ကောင်းလို့ကျွန်တော်ကတော့စော့မရတော့ပါဘူးကျွန်တော်တော့မှပဲခင်းနေဟွာပြီးတော့ဒီစိတ်ရှင်လောက်တာတော့မှခင်းရဘယ်တဲ့ဝင်ဘယ်တော့မှဒါမှခင်း Roblox တဲ့ဝင်လို့ရမယ်အထက်တဲ့ခင်းကိုစော့မရဘူးဖြစ်နေအဲ့လိုဆိုကျွန်တော်လည်းမသိဘူးဗျာဘယ်လိုသိတော့ကျွန်တော်တစ်ချက်တော့ပြောပြဦးခုကကြောင့်ကျွန်တော်စော့မရဘူးဖြစ်နေဘာဖြစ်လို့မသိဘူးကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ပြီးခါတိုင်းဆိုရင်လုပ်တယ်လောက်တာကြားနေပေါ့10မိနစ်လောက်ကြားတယ်10မိနစ်ကြားအမှကုတ်တွေပါထွက်လာပေါ့အဲ့တော့ကျွန်တော်လည်းဘာဗီဒီယိုတင်လို့တရားမှတော့မသိတော့ပါဗျာခါရတော့ကျွန်တော်ဘာဗီဒီယိုတင်တဲ့ခါမှလည်းဘာရရုံမသိပေါ်လာပဲအဲ့တော့စော့မရလည်းကျွန်တော်လည်းဘယ်လိုလုပ်မှမသိပါဘူးဗျာလို့လည်းသိရဆိုရင်တော့ကျွန်တော်တစ်ချက်လေးပြောရအောင်နော်ဘယ်ဗီ